မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာတော့ဒီကျွန်တော်တို့ဓာတ်ပုံရိုက်ရင်ဘယ်လိုမကြောက်အောင်ဘယ်လိုရိုက်မလဲပေါ့နော်မကြောက်အောင်ဘယ်လိုရိုက်ကြမလဲပြောကြအောင်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ street သမားတော်များများအကြောက်တရားတွေဖြစ်နေမလားဓာတ်ပုံရိုက်ရင်အဲ့ဒါကိုကျွန်တော်တို့မကြောက်ဘူးလို့ရရမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီနေ့ဓာတ်ပုံထွက်ရိုက်တော့မယ်ဆိုရင်ဓာတ်ပုံထွက်ရိုက်တော့မယ်လို့ဆိုဖြစ်တာပြီဆိုရင်ပထမဆုံးမိနစ်20မိနစ်30လောက်သွေးပူလေးချိန်ကလုပ်သလိုရှိကြမြအကုန်ရှောက်ရိုက်ဟုတ်မလား။နီးနားပတ်ဝန်းကျင်နဲ့ရဲဝအောင်ရှောက်ရိုက်အဲ့ဒါပြီးသွားပြီဆိုတာနဲ့ကိုကတကယ်ရိုက်တော့မယ်ဆိုရင်အဲ့မှာကိုကလည်းသွေးပူသွားပြီကိုကအဲ့တော့သွေးပူလေးချိန်ကဆင်းသလိုပဲအရင်ဆုံးသွေးပူလေးချိန်ကဆင်းသလိုပဲတဲ့မလားချက်ချင်းကြီးကဘယ်သူမှမရဲဘူးပထမဆုံးစပြီးအခုမှစရိုက်မဲ့တူဆိုရင်ပူပြီးတော့ကြောက်တယ်ကျွန်တော်ဆိုရင်အခုကြီးကြောက်တော့ပဲအဲ့ဒါပြောကျွန်တော်ဆိုအခုကြီးကြောက်တော့မယ်လူတွေ့ရင်လည်းကြောက်တော့မယ်ဘယ်အားဖြစ်စေလဲဆိုခါကျရင်ကိုကအဲ့လိုရိုက်လိုက်လို့ဓာတ်ပုံကကောင်းသွားတယ်ဆိုကိုတော့အားဖြစ်စေတာခါကျရင်ဓာတ်ပုံမကောင်းဘူးဆိုလဲဘာမှမဖြစ်ဘူးโอเคအဲ့ဒါဆိုကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်လို့တော့လူကတိသွားတဲ့အချိန်မှာကိုကဘယ်လိုသူတို့ကိုဖြောင်းဖြမလဲတဲ့မလားဘယ်လိုစိတ်ကျင်တဲ့အောင်ကိုကသူတို့ကိုပြောရမလဲကိုဓာတ်ပုံရိုက်တာကိုကိုကတိသွားတော့ပထမဆုံးအနေနဲ့ဓာတ်ပုံရိုက်ရင်လေခိုးကြောင်ခိုးဘယ်တော့မှမလုပ်နဲ့ခိုးကြောင်ခိုးဘက်ကတားအန်ဒီများကိုရိုက်ချင်တယ်မလားရိုက်ချင်တဲ့ရိုက်ကျွန်တော်ကင်မရာပဲရောက်သွားဟောဒီမှာโอเคကျွန်တော်ဒီကင်မရာရှိရမလားရိုက်ချင်တယ်ဆိုတာနဲ့သူကကိုက subject တစ်ခုတွေ့ပြီဆိုတော့ကိုကအဲ့ဒီမှာရိုက်ကိုကြောင့်ကိုတော့မလုပ်နဲ့အဲ့ဒါဆိုရင်ရန်အန်ဒီရများတယ်ဟုတ်မလားကိုဒါတနက်လည်းမဟုတ်ဒီကင်မရာပဲပေါ့နော်ချို့တယ်ကင်မရာကြောက်ရလူရှိတယ်ဒါပေမဲ့အဲ့လိုမျိုးကိုလိုမျိုးရန်ပြုတ်လာပြီးပါညာဆိုတော့ကိုကတကြပြန်ရှင်းပြဖို့ဘာကြောက်ရိုက်လဲဒါပေမဲ့ကိုယ့်ရဲ့ portfolio လေးတွေထုတ်တာပေါ့စာအုပ်တည်လေးထုတ်တာသူတို့ပြနောက်ရမှာဒါမှမဟုတ်လည်း Instagram လေးထုတ်ပြဖို့ကျွန်တော်ဒါလုပ်တယ်ပေါ့ကျွန်တော်ဒီလိုဓာတ်ပုံရိုက်တယ် documentary တွေရိုက်တယ် street တွေရိုက်တယ်အဲ့လိုပြောပြအဲ့လိုရှင်းပြချို့တွေကနားလဲတယ်အဲ့လိုရှင်းပြတယ်ဒါပေမဲ့တချို့တွေကြတော့နားမလဲဘူးတော့အဖြစ်တော့အဲ့လိုဖြစ်တာတော့ဒေါသထွက်တာဒီတော့သူတို့ဒေါသထွက်တာသူတို့ဘာလို့ရိုက်တာလဲဘာလို့လဲညာလို့လဲအမင်းပါကောင်လဲအဲ့ဒီကစစမ်းလားသူလည်းဒေါသထွက်တယ်ကိုလည်းဒေါသထွက်ရင်မီးကငြိမ်းမှာမဟုတ်အဲ့ဒီတော့ကိုက short တာမမြဲတယ်ကိုက short ပြီးတော့သူတို့ရှင်းပြစိတ်ကျင်တဲ့အောင်ရှင်းပြစိတ်မကျင်တော့ဘူးလားနောက်ဆုံးဘာလုပ်လို့ရလဲပုံဖြတ်ပြီးလိုက်ဖြတ်ပြီးတော့ဇလန်ပြီးလိုက်လို့ရတယ်အဲ့ဒီပါပဲအဲ့မှာချမ်းနေရမှာဓာတ်ပုံနေရှိသေးတာပဲလေတဲ့မလားဒီလူတယောက်တော့ပဲကိုကတနေ့ကုန်စိတ်ဒုက္ခမဖြစ်နဲ့ခုစဉ်ဒီမျိုး street portrait တွေပါရိုက်ချင်တော့ကိုကခွင့်တောင်းတယ်မလားခွင့်တောင်းလိုက်ရင် yes no နှစ်ခုပဲရှိတယ် yes ဆိုရင်ကောင်းတယ်ဒါပေမဲ့ no ဆိုလဲအောင်ဖြစ်တော့တယောက်ထမ်းပြီကျွန်တော်ဟုတ်လားအဲ့လိုပြောအများကြီးလူတွေအများကြီးရှိတယ်ဗျာသူတို့ဒီတယောက်နှစ်ယောက်တည်းရှိတာမဟုတ်တခြားနေရာတွေမှာလည်းအများကြီးပဲတခြားနေရာတခြား location တွေမှာအများကြီးရှိတယ်အဲ့ဒီလူတယောက်အတွက်နဲ့ကိုယ်စိတ်ဆင်းပြေမခံနဲ့သူက no ပြောလိုက်လို့ငါစိတ်သက်ကြွားအဲ့လိုမလုပ်နဲ့နောက်တနေရာထပ်သွားထက်ရိုက်အဲ့လိုဆက်ဖြည်းဖြည်းချင်းသွားရမှာပဲအစပိုင်းတော့အရန်ခတ်တယ်နောက်ပိုင်းကျရင်သူ့အတူပြန်အဆင်ပြေလာလိမ့်မယ်ဓာတ်ပုံများများရိုက်လေကိုကလူတွေနဲ့ဘလို့ချင်းကပ်ရမလဲကိုပူပြီးတော့တိကျွမ်းလာမယ်ပေါ့နောက်တစ်ခုကကိုကင်ထားတဲ့ကင်မရာကိုလည်းကိုကင်ထားတဲ့ကင်မရာကို setting အတိအကျချိန်နေဖို့လိုတယ်ကိုတို့မှာဆွေသမားတွေက split second လောက်ပဲရှိတယ်အချိန်ခဏလေးပဲ moment ကတအားမြန်တယ်ဖတ်ကန်လို့ပြောင်းသွားမှာ moment ကအဲ့ဒီတော့ကိုကင်မရာ setting ကိုအများကြီးချိန်ထားရမယ်အထဲထဲမှာရှိအိမ်နဲ့ indoor ထဲမှာရှိလဲ indoor ထဲမှာအထဲထဲမှာရှိရအထဲထဲမှာကိုကင်မရာ setting ဘယ်လိုထားမလဲအပြင်ရောက်သွားဆိုရင်အပြင်ကနေချိန်နေနဲ့ကြည့်ပြီးတော့ကိုကင်မရာ setting ဘယ်လောက်ထားမလဲအများနဲ့ကိုက ready ဖြစ်နေရမှာအဲ့ဒါအရေးကြီးတယ်တခါပြဿနာတက်ဘူးတခါရှိတယ်ဒီ New York မှာပေါ့2019လောက်ထင်တယ်အဲ့တော့ week ကဆေးကြောက်ဒီနိုင်ငံမှာတရားဝင်မဖြစ်တယ်ကိုကဒီဘက်ကားလမ်းမှာကိုက lighting လေးကောင်းလို့ချိန်ပြီးနေတာပေါ့နော်ဟိုဘက်ကားလမ်းမှာလူငယ်တအုပ်စုရှိတယ်သူတို့တွေကဝိချရတာပေါ့ကိုကသူတို့ရိုက်ဖို့လည်းမဟုတ်
ကိုကဒီမှာလိုက်တင်လေးကောင်းလို့ဒီနားမှာလေးနေနေခဏတော့10ပဲလောက်နေခဏနေဒီမှာရဲတမုံရဲနည်းနည်းလေးချတော့ငါအဲ့ဒီလူငယ်ငါတော့ကိုစီရောက်ဝိုင်းလာတာကိုဝိုင်းလာပြီးတော့မင်းဘာလို့တာလဲဗောတဲ့မှာဘာလို့တမုံရိုက်တာလဲဗောအဖို့ငါမင်းတို့မရိုက်ဘူးငါဒီမှာနေအောင်ကြီးလေးလာလို့ရိုက်တာသူတို့ကလည်းစားလုံးစကားပြောစားလုံးစကားဆိုတော့ဒီမှာ Spanish စကားပေါ့နော် Spanish စကားပြောကျွန်တော်လည်းနားမလဲကိုလည်းနားမလဲသူကလည်းဝူးလို့ကိုလည်းနားမလဲကိုလည်းကြောက်နေမှာချွေးတွေထွက်နေကိုဘာလို့ဘာကြရမသိကြောက်နေချွေးတွေထွက်အဲ့နေပဲဘာလို့ကကျွန်တော်ကိုရိုက်ကြတဲ့အဲ့ဒီဘက်ကဓာတ်ပုံပဲကိုကပြလိုက်ရတာဗောအဲ့ဒါသူကလည်း AC ကြည့်ပြီးတယ်အဲ့ဒါပဲပြီးသွားတော့အဲ့လိုတွေလည်းရှိတယ်နောက်ပြီးတော့အဲ့ဒီနောက်တစ်ခုကျတော့ပင်လယ်ကမ်းခြေမှာကလေးလေးတွေစော့နေတာတရိုက်တာပြဿနာတကတက်ဘူးတဲ့သူသားတီကိုမရိုက်နဲ့သူသားသမီးနင့်သားသမီးမပါလေလို့အဲ့ဒါโอเคငါနဲ့မရိုက်ဘူးလို့ငါဟိုဘက်သွားမယ်လို့အဲ့လိုပြောလိုက်တာအဲ့ဒါလည်းပြဿနာတကတက်ဘူးတဲ့အဲ့ဒီပြဿနာတွေများတက်လေကိုကဘလို့လူတွေကို handle လုပ်ရမယ်ဆိုတော့သိလာလေပဲအဲ့ကြောင့် practice များလို့အမြဲတမ်းရိုက်အချင်းရှိရင်ရှိသလိုရိုက်တဲ့ပုံအဲ့ဒါဆိုရင်နောက်ပိုင်းကျရင်ကိုကမကြောက်တော့ဘူးဒါပေမဲ့ကြောက်လာခဲ့ဒီရှိတော့ဘလို့ဖြည့်ရှင်းရမယ်စကလုံးရှာတာပြဿနာတစ်ခုဖြစ်တော့မှကိုဘာလို့ဘာကံမသိကြောင်ပြောင်းနေတော့အဲ့သွားပြီဟိုကောင်အသေးထောင်းမှာဟိုဘက်ကအသေးထောင်းတော့မှာကိုယ်ကမှစကလုံးမရှိရင်ဥမာဘာပြောလို့ရတယ်ဆိုတော့မင်းရဲ့စပင်လေးလှလို့ပေါ့အင်ကြီးလေးလှလို့ပေါ့သိမလားမင်းရဲ့ဒီဇိုင်းလေးလှလို့ပေါ့မင်းရဲ့စတိုင်လေးကြိုက်လို့ပေါ့အဲ့လိုတွေပြောပြီးတော့ဖြေဖြောက်လို့ရတော့အချို့ကြတော့အဆင်ပြေတယ်တချို့ကြတော့လည်းမရအောင်ဒါလက်ပေါက်ကတချို့လူတွေကြတော့ကျွန်တော်အဓိကတော့ဒီနိုင်ငံတွေပေါ်လဲမူတည်အောင်တယ်မလားညော့မှာဆိုရင်ညော့လောရတော့ရှင်းတယ် public မှာဆိုရင်ဘယ်သူမှမဆိုရိုက်လို့ရတယ်ဗီဒီယိုရိုက်လို့ရတယ်ဓာတ်ပုံရိုက်လို့ရတယ်အဲ့လိုမျိုးprivate ပေါ့အထဲတဲ့စားတော့ဆိုင်အထဲတဲ့လို့ဘာလို့ညာလို့ဆိုရင်ပြဿနာဖြစ်တာဒီအပြစ်မှာဆိုကြိုက်တာရိုက်ဘလို့ရိုက်အာမဘယ်သူမှလုပ်လို့မရအောင်အဲ့ဒီကူတော့ကောင်းတာတကူမတူဘူးပေါ့ဂျပန်မှာဆိုလဲဂျပန်မှာပေါ့ကျွန်တော်ဂျပန်မရောက်ဘူးတော့ကျွန်တော်လည်းမသိဂျပန်ကဘယ်လိုရှိတယ်မသိနောက်ပြီးတော့နိုင်ငံတွေနဲ့မတူဘူးပေါ့နော်အဲ့လိုအမျိုးရှိတယ်နောက်ပါပြောတာရှိသေးတယ်အဲ့လိုပါပဲအဓိကတော့ practice ပါပဲအဓိကတော့လေးကျင့်များလာလေကိုကရင်လာလေနောက်ပိုင်းကျရင်ဖြည်းဖြည်းချင်းအဆင်ပြေလာလေပဲအဓိကနံပါတ်1ကများရရမယ်နံပါတ်2ကကိုကင်မရာရဲ့ setting အကြောင်းကိုသိထားရမယ်။ဘာနဲ့ပဲရိုက် menu ပဲရိုက် auto ပဲရိုက်ကိုရဲ့ camera setting အကြောင်းကိုသိတာပဲ။ဘာဖြစ်လို့လဲဆိုတော့ကိုဒီအချိန်မှာ split second လောက်ပဲရှိတာ။အချိန်ခဏလေးပဲရှိတာ။အဲ့ဒီအချိန်မှာရှိတဲ့ moment ကိုရိုက်ရမယ်ဆိုတော့ camera အဲ့ကျ moment လည်းလာတယ်။ camera လည်းဘာမှမလုပ်ရတယ်ဆိုရင် moment ကပျောက်သွားမှာပဲ။တယ်မလား split second ဆိုတော့လည်းပြီးသွားမှာ moment အဲ့ကြောင့် camera ready လုပ်တာနောက်ပြီးတော့ဒီနေရာမှာမကောင်းဆိုရင်နောက်တနေရာကိုပြောင်းဘာမှမဖြစ်ဒီနောက်တစ်ခုကလူတယောက်ကိုអော်လိုက်တဲ့အတွက်ကိုစိတ်အားငယ်တာလည်းမရှိဘူးကိုဘာမှဖြစ်စရာမလိုကိုတွေကအမှားလုံးတာမဟုတ်ကိုကဓာတ်ပုံရိုက်တာ documentary ရိုက်တယ်ဒါပေမဲ့ကိုကတော့သူတို့ပြန်ရှင်းပြရမယ်ယူသည်ရှင်းပြရမယ်သူတို့နားလည်အောင်ရှင်းပြရမယ်တာဝန်ကိုတွေမှာရှိတယ်သူလည်းဒေါသထွက်တယ်ကိုလည်းဒေါသထွက်တယ်သူလည်းချမှာဆိုအဲ့လိုဘယ်တော့မှမလုပ်နဲ့အဲ့ဒီကိစ္စဘယ်တော့မှမလုပ်နဲ့ကိုကအမြဲတမ်းလျှော့တာအဲ့ဒါမှအဆင်ပြေမှာကိုကအမြဲတမ်းလျှော့တာအခုလူတယောက်ကိုអော်လိုက်လို့ကိုဓာတ်ပုံရိုက်လိုက်တယ်ကိုလူတယောက်ကိုလာអော်တာမင်းမရိုက်နဲ့မင်းဘာလို့ငါ့ဓာတ်ပုံရိုက်တာလဲဘောလဲမှာရှင်းပြလိုက်ပြီးသွားပြီလားပြီးသွားနောက်ဆက်သွားလိုက်အဲ့ဒါကိုမေးလိုက်နောက်အရှင်းမှာရိုက်စရာဓာတ်ပုံတွေအများကြီးရှိတယ်โอเคဒီကတော့ဒီလောက်ပါပဲဒီ episode ကတော့ဒီလောက်ပါပဲနောက်သိချင်တာရှိလဲကျွန်တော်မေးရလို့ရပါတယ်ကျွန်တော်ဓာတ်ပုံတွေကိုချစ်တဲ့လူသားတစ်ယောက်ပါကျွန်တော်နောက် episode မှာပြန်ဆောင်ကြတာပါ bye bye